ခေါင်းလောင်းတန်တောင်တောင်တင်ကြောင်းတက်ချိန်မို့ပင်စာသင်သမျှနားထောင်ကြဓမ္မမိသားလားခေါင်းလောင်းတန်တောင်တောင်တင်ကြောင်းစင်ချိန်မို့ပင်အတန်းစင်ကအိမ်ပြန်ရဓမ္မမိသားလားခေါင်းလောင်းတန်တောင်တောင်တင်ကြောင်းတက်ချိန်မို့ပင်စာသင်သမျှနားထောင်ကြဓမ္မမိသားလားခေါင်းလောင်းတန်တောင်တောင်တင်ကြောင်းစင်ချိန်မို့ပင်အတန်းစင်ကအိမ်ပြန်ရဓမ္မမိသားလားခေါင်းလောင်းတန်တောင်တောင်တင်ကြောင်းတက်ချိန်မို့ပင်စာသင်သမျှနားထောင်ကြ